2015 ရွေးကောက်ပွဲအတွက်ဆန္ဒမဲပေးခွင့်ရှိသူတွေရဲ့စာရင်းနောက်ဆုံးထုတ်ပြန်မှုမှာအမှားအယွင်းတွေပိုများလာတဲ့အပြင်အမည်ရှာဖွေဖို့အခက်အခဲတွေလည်းပိုရှိလာတာဟာတာဝန်အရှိဆုံးဖြစ်တဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကမဲဆန္ဒရှင်ပြည်သူတွေကိုစိတ်ပျက်သွားအောင်ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာလားလို့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကသံသယရှိနေကြပါတယ်။ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ဒီတစ်ကြိမ်ထုတ်ပြန်ချက်ဟာယခင်ပုံစံနဲ့ကွဲလွဲနေတာမို့အမည်ရှာဖို့အခက်အခဲရှိနေတဲ့ပြည်သူတွေအတွက်လွယ်ကူတဲ့လမ်းညွှန်ချက်တွေကိုထုတ်ပြန်ထားပါတယ်။အသေးစိတ်ကိုတော့မဆုမွန်ကဆက်ပြောပြမှာပါရှင်။ ဟုတ်ပါတယ်။ 2015 ခုနှစ် နိုဝင်ဘာလ 8 ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်စာရင်းနောက်ဆုံးအဆင့် စက်တင်ဘာလ 14 ရက်နေ့မှာထုတ်ပြန်လိုက်ချိန်မှာပိုပြီးအမှားအယွင်းများလာတာ အမည်စာရင်းပုံစံအရင်ကနဲ့ကွဲလွဲသွားတဲ့အတွက်ရှာဖွေရမလွယ်ကူတဲ့အခက်အခဲတွေနဲ့ပြည်သူတွေကြုံနေရတယ်လို့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကပြောပါတယ်။ ဘာကြောင့်ဒီတစ်ကြိမ်မှာပိုပြီးအမှားအယွင်းတွေများလာရပါသလဲဆိုတာကိုရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ Myanmar Institute for Democracy ကဒါရိုက်တာကိုအောင်စိုးမင်းကအခုလိုသုံးသပ်ပါတယ်။အခုဒီဥစ္စာကလေကျွန်တော်တို့အရင်ကလုပ်တဲ့ system နဲ့သူတို့မတူတော့ပြန်ဘူးတစ်ခါချက်ပြောင်းသွားပြန်ပြီပေါ့နော်။ဒီကနေ့တစ်ခေါက်ကပါတဲ့လူတွေစင်ကဒီတစ်ခေါက်ပါမလာတာမျိုးတွေလည်းရှိရတယ်ဗျာ။တကယ်တမ်းကျရင်သူတို့ကစနစ်ကျလုပ်တယ်ဒီကနေ့တစ်ခေါက်ကအမှားယွင်းတွေကိုပြန်ပြင်နေလို့သာပြောတာအဲ့လိုမျိုးမဟုတ်ဘဲစနစ်အတိအကျကိုစပြီးတော့လေးချက်လိုက်လို့ဖြစ်သွားတယ်။ပြီးတော့ public ကလည်းလာပြီးတော့ရှားဖွေရတာမလွယ်တော့ဘူးဖြစ်သွားတယ်ဗျ။အဲ့တော့ကျွန်တော်တို့မြင်တာကတော့ဒါဟာမှန်အောင်လုပ်နေတာလားလူလူကိုမျက်စိလဲအောင်လုပ်နေလားဆိုတော့တန်တရားရှိတယ်ဗျ။ဒီလိုစနစ်မျိုးတောင်းသွားတယ်လို့လည်းတစ်ခါမှ coordination meeting တွေမှာအတိမပေးခဲ့ဘူး။အဲ့တော့ဤပညာအခက်အခဲဖြစ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်မြင်တာကတော့ IFAC မှာတာဝန်ရှိတယ်ဗျ။ဤပညာအားလုံးကိုသူတို့တာဝန်ယူထားတာသူတို့ပဲ supporting ပေးနေတာ။တကယ်တမ်းကျတော့အဲ့လိုမျိုးဖြစ်လာနိုင်တယ်ဆိုတော့ IFAC ကကြိုးမတည်ဘူးလားဆိုတော့ကျွန်တော်တို့အလေးလုံးထုတ်เสียရှိတယ်။အဲ့တော့ impeach လုပ်ရမယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ UEC ရော IFAC ကို impeach လုပ်ရမှာလေ။ IFAC ကလွဲနေတာရော UEC ကဘာဖြစ်လို့လက်ခံရတယ်လဲဆိုတဲ့ကိစ္စလေးကျွန်တော်တို့မေးကြရလို့ပေါ်လာပြီ။ရွေးကောက်ပွဲတစ်ခုအတွက်အရေးပါတဲ့အဓိကအကျဆုံးဖြစ်တဲ့မဲဆန္ဒရှင်စာရင်းအမှားအယွင်းဖြစ်ရတာဟာရွေးကောက်ပွဲကော်မရှင်မှာတာဝန်အရှိဆုံးဖြစ်ပြီးဒီလိုမျိုးဖြစ်အောင်တမင်တကာရည်ရွယ်ချက်ရှိရှိလုပ်ဆောင်သလားလို့မေးခွန်းထုတ်စရာဖြစ်နေတယ်လို့လည်းကိုအောင်စိုးမင်းကပြောပါတယ်။မဲဆန္ဒရှင်စာရင်းအလွဲများရင်များသလောက်ရွေးကောက်ပွဲမှာထိခိုက်နေတာမျိုးတွေဖြစ်မှာပဲလေ။ဆိုတော့မဲဆန္ဒရှင်စာရင်းဟာ 50% နဲ့မှန်တယ်ဆိုရင်ကျွန်တော်တို့ရွေးကောက်ပွဲကလည်း 50% နဲ့ဆဲဖြစ်မှာပေါ့ဗျာ။အမှန်ကိုသိနိုင်လို့တော်တော်ခက်ခဲသွားတာဖြစ်တဲ့အတွက်ရွေးကောက်ပွဲရဲ့ result ပေါ်မှာ fair ဖြစ်ပါမလားဆိုတဲ့ကိစ္စကတော်တော်သံသယဖြစ်သွားကောင်းပါတယ်။ effect လည်းအများကြီးရှိနိုင်တယ်လို့ကျွန်တော်ယူဆပါတယ်။ဒါပေမဲ့လည်းနိုင်ငံသားအခွင့်အရေးနဲ့အညီဆန္ဒမဲပေးနိုင်ရေးရွေးကောက်ပွဲကော်မရှင်ရုံးတွေမှာအမှားလာရောက်ပြင်ဆင်သူပြည်သူလူထုတော်တော်များများရှိတာကိုတွေ့ရတယ်လို့လည်းသူကပြောပါတယ်။ကျွန်တော်သွားကြည့်ရတဲ့လောက်တော့အမြဲတမ်းရပ်ကွက်ကော်မရှင်ရုံးမှာလူတွေအုံခဲနေတာပဲတနာရီတွင်းမှာကျွန်တော်ထိုင်ကြည့်နေရောက်20စိတ်ကတော့အများကြီးရှိတယ်ရပ်ကျေးကော်မရှင်ရုံးကစီးရတော့လက်တော့အနားကိုမပြေးရဘူးတစ်ချိန်လုံးပြင်နေရတာကြီးရန်ကုန်မြို့ခံကိုစိုးမိုးမြင့်ကတော့ဒီတစ်ကြိမ်မဲစာရင်းထုတ်ပြန်မှုတွေမှာလည်းအမှားအယွင်းတွေကအတော်ပါနေဆဲဖြစ်တာမို့ရပ်ကွက်နေပြည်သူတွေအနေနဲ့မဲစာရင်းသွားကြည့်တော့မယ်ဆိုရင်မိမိရဲ့အမည်စာရင်းမှန်ကန်ဖို့မှတ်ပုံတင်နံပါတ်တွေမလွဲစေဖို့စတာတွေအတွက်အနည်းဆုံးမိမိတို့ရဲ့သန်းခေါင်စာရင်းလေးကိုတည်သွားပြီးစနစ်တကျသေချာတိုက်ပြီးစစ်ဆေးသင့်ပါတယ်လို့အကြံပြုပါတယ်ကျွန်တော်တို့မပါလို့ဖြတ်ထားတဲ့သူတို့နာမည်မှားလို့ပြန်ပြီးတော့ပြင်ထားတဲ့လူတို့အဲ့ဒါတွေကတော့မှားတော့မယ်ခင်ဗျဥပမာဆိုကျွန်တော်အမေဆိုရင်လေမှားတော့မယ်ခင်ဗျကျွန်တော်အမေကကွယ်လွန်သွားတဲ့အတွက်ကျွန်တော်ဖြတ်ထားတယ်ပြင်ထားပြီးသားဒါပေမဲ့ဒီတစ်ခေါက်ထွက်တော့လေကျွန်တော်အမေနဲ့နာမည်ပြန်ပါလာတယ်ပြီးတော့သူတို့ကကတ်ထားတဲ့ပုံစံကလေကျွန်တော်တို့ကြည့်ရတာတော်တော်ခက်ခဲတယ်ခင်ဗျသူကအိမ်နံပါတ်ဗျာအိမ်နံပါတ်ကိုမူတည်ပြီးတော့အဲ့အိမ်နံပါတ်ကပဲဒီရက်ကွက်ထဲမှာဗျာဘယ်လဲအိမ်နံပါတ်ရှိရဲ့အိမ်မောဘယ်နှအိမ်ရှိလဲဆိုတော့မသိဘူးပေါ့နော်သူကအဲ့လိုမျိုးတွေစင်လိုက်ပြီးတော့ကတ်ထားတယ်ခါကျအခက်အစင်းနဲ့လည်းကန့်ကတ်ထားတယ်အဲ့ဒီအခါကျတော့ကြည့်ရလူတွေမှာကတော့တော်တော်လေးကိုခက်ခဲကြည့်ရတယ်ပေါ့ဗျာအရင်တော့ပထမကတ်ထားတာကျတော့ကျွန်တော်တို့ကလမ်းလိုက်ကတ်ထားတယ်ဆိုတော့ကြည့်ရတာလွယ်သေးတယ်ခင်ဗျအဓိကကျွန်တော်တို့ပြည်သူတွေကတက်ကြည့်ရဆိုတာကကြည့်ုံပဲကြည့်ကြတာခင်ဗျလက်ထဲကနေကျွန်တော်တို့ကသကောင်စင်းမိတ်တူလေးကိုကန်ပြီးတက်ကြည့်ရင်တော့ကျွန်တော်ကတော့ပိုကောင်းလိမ့်မယ်လို့ထင်တယ်ဘာဖြစ်လဲဆိုတော့အိမ်တိုင်လုံးရဲ့မှတ်ပုံတင်နံပါတ်တို့ဘာလို့ညာတို့ဆိုတာလည်းအလွတ်ရကြမှာရမှာလေပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ဒီတစ်ကြိမ်ထုတ်ပြန်မှုဟာ IT စနစ်နဲ့ဆောင်ရွက်ထားတယ်လို့ဆိုပြီးပြည်သူတွေရှာဖွေရအခက်အခဲရှိတယ်လို့ကြားသိရတဲ့အတွက်ရှာဖွေရလွယ်ကူအောင်မိမိနေထိုင်တဲ့လမ်းကိုရှာပါအိမ်နံပါတ်ကိုရှာပါလက်မှတ်တွေကတော့ငယ်စဉ်ကြီးလိုက်စီထားပြီးနာမည်တွေကတော့အခရာစဉ်အတိုင်းစီထားပါတယ်အခက်ခဲတွေ့ရင်ရက်ကွက်ကြေးရွာအုပ်စုတွေကရွေးကောက်ပွဲကော်မရှင်တွေကိုအကူအညီတောင်းခံကြပါလို့လမ်းညွှန်ချက်တွေထုတ်ပြန်ထားပါတယ်
ဒါ့အပြင် မဲစာရင်းကြေညာထားမှု ရက်ကျေးအဆင့်တွေမှာ ဘယ်လိုအနေအထားရှိနေတယ်ဆိုတာကိုလည်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကိုယ်တိုင် နေပြည်တော်က မြို့နယ်တွေနဲ့ ပျဉ်းမနားမြို့နယ်တွေမှာ လိုက်လံစစ်ဆေးနေတာကို တွေ့ရပါတယ်ရှင်။